ကဘာပေါ်မှာလူတန်းပေါင်းများစွာချစ်ခင်ရတဲ့လူတစ်ယောက်ဒါပေမဲ့တစ်ချိန်တည်းမှာပဲလူတန်းပေါင်းများစွာရဲ့အထင်လွဲခြင်းကိုခံခဲ့ရတဲ့လူတစ်ယောက်ကဲဒီနေ့မှာတော့ယနေ့အထိလူတွေရဲ့အထင်လွဲနေခြင်းကိုခံရတဲ့ King of Pop Michael Jackson ရဲ့အကြောင်းတချို့ကိုပြောပြပေးတော့မှာပဲဖြစ်ပါတယ် Michael Jackson နဲ့ပတ်သက်ပြီးလူအများဆုံးနားလည်မှုလွဲခဲ့တဲ့အရာတွေထဲကတစ်ခုကတော့သူ့ရဲ့အသားအရောင်ပြောင်းလဲသွားခြင်းပဲဖြစ်ပါတယ်လူတော်တော်များများက Michael Jackson ဟာသူ့ရဲ့ skin color အသားအရည်ကိုတမင်ပြောင်းခဲ့တယ်လို့ယုံကြည်ကြပါတယ်ဒါပေမဲ့ Michael ကတော့သူဟာ vitiligo လို့ခေါ်တဲ့အရေပြားရောဂါတစ်မျိုးခံစားနေရတယ်လို့ပြောခဲ့ပါတယ်ဒီယောဂဟာအရေပြားတွေက melanin ပျောက်ဆုံးသွားစေပြီးအရေပြားအယောင်မညီမညာဖြစ်လာစေတာပါပဲအချင်းကြလာတာနဲ့အမျှခန္ဓာကိုယ်မှာအဖြူရောင်အကွက်တွေပိုများလာခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်ကလူအများစုကဒီယောဂအကြောင်းမသိကြသေးပါဘူးဒါကြောင့်သူရဲ့ပြောင်းလဲလာတဲ့ appearance ဟာ rumor နဲ့ controversy တွေရဲ့အစဖြစ်လာခဲ့ပါတယ်Michael နဲ့ပတ်သက်ပြီးနောက်ထပ်အငင်းပွားမှုတစ်ခုကတော့သူ့ရဲ့ plastic surgery တွေပဲဖြစ်ပါတယ်1980အစပိုင်းက Michael ရဲ့မျက်နှာပုံစံနဲ့နောက်ပိုင်းပုံတွေကိုနှိုင်းယှဉ်ကြည့်ရင်သူ့ရဲ့နှာခေါင်း၊မေးရိုးနဲ့မျက်နှာအချိုးအစားတွေမှာတိတိတသားကွာခြားနေတာတွေ့ရပါတယ်။ Michael ကိုယ်တိုင်ကတော့နှာခေါင်း surgery 2 ကြိမ်သာလုပ်ခဲ့ပူတယ်လို့ interview တစ်ခုမှာပြောဆိုခွင့်ရထားပါတယ်။ဒါပေမဲ့မီဒီယာတချို့ကတော့ဒီထက်ပိုများတယ်လို့ယုံကြည်ခဲ့ကြပါတယ်။ချင်းကြလာတဲ့နဲ့အမျှ Michael ရဲ့ရုပ်ရည်ဟာသူ့ music ထက်တောင်ပိုပြီးလူတွေဆွေးနွေးတဲ့အရာတစ်ခုဖြစ်လာခဲ့ပါတယ်။လူတွေဟာ Michael ရဲ့ talent ကိုကြည့်နေတာလားဒါမှမဟုတ်သူ့ရဲ့ရုပ်ရည်ကိုပဲကြည့်နေကြတာလား။ဒါပေမဲ့သိချပါတယ်။ Michael ရဲ့အကြီးမားဆုံး controversy ကသူ့ရဲ့ရုပ်ရည်မဟုတ်ခဲ့ပါဘူး။နောက်တစ်ချက်ကတော့ Michael ဟာကလေးဘဝကလေးကဖခင်ဖြစ်သူရဲ့ပြင်းထန်တဲ့ရိုက်နှက်ဆုံးမမှုတွေစိတ်တစတန်ရာရစေမဲ့ပြောဆိုမှုတွေကိုခံခဲ့ရပါတယ်။သူအရွယ်ရောက်လာတဲ့အထိအဖေဖြစ်သူအခန်းထဲဝင်လာရင်ဒါမှမဟုတ်သူ့အဖေရဲ့အတန်ကိုကြားရုံနဲ့တင်ကြောက်လန့်ပြီးခမာစိတ်တန်ရာအကြီးအမားရခဲ့ပါတယ်။သူ့ရဲ့ရုပ်ရည်ကိုလည်းအဖေဖြစ်သူကနှာခေါင်းကြီးတယ်ဆိုပြီးခဏခဏလောက်ပြောင်းခဲ့တာကြောင့်အောင်မြင်လာပြီးနောက်ပိုင်းမှာနှာခေါင်းခွဲစိတ်မှုပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ Michael ရဲ့ဘဝမှာအကြီးမားဆုံးနဲ့အငင်းပွားဆုံးအကြောင်းအရာနောက်တစ်ခုကတော့ child abuse allegation တွေပါပဲ1990ကစပြီးတော့ Michael အပေါ်ကလေးတငယ်တွေနဲ့ပတ်သက်တဲ့ဆွဆွဲချက်တွေပေါ်ပေါက်လာခဲ့ပါတယ်ဒီဆွဆွဲချက်တွေကြောင့်သူ့ရဲ့ reputation တွေဟာပြင်းထန်စွာထိခိုက်ခဲ့ရပါတယ်မီဒီယာတွေမှာအခြေတဝင်းဖော်ပြခဲ့ကြပြီးတော့ကမ္ဘာတဝန်းမှာ debate တွေဖြစ်ပေါ်လာခဲ့ပါတယ်တချို့လူတွေကတော့ဆွဆွဲချက်တွေကိုယုံကြည်ကြတယ်တချို့ကတော့ Michael Jackson ဟာအပြစ်မရှိဘူးလို့ယုံကြည်ကြတယ်။ဒါပေမဲ့2005ခုနှစ်မှာတော့ Michael ဟာတရားရုံးမှာစစ်ဆေးခံခဲ့ရပြီးဆွဆွဲချက်အလုံးမှာလည်းတစ်ခုမှအပြစ်မရှိခဲ့ပါဘူး။အငင်းပွားမှုတွေကတော့အဲ့ဒီမှာပဲမပြီးဆုံးခဲ့ပါဘူး။သူ့ကိုထောက်ခံသူတွေနဲ့ဝေဖန်သူတွေကြားက debate ဟာဒီနေ့အထိမှဆက်လက်ရှိနေသေးပဲဖြစ်ပါတယ်။ခုနကပြောခဲ့တဲ့အကြောင်းအရာနဲ့ဆက်ဆက်နေတာကတော့ Michael ရဲ့ကလေးဘဝပါပဲ။သူဟာပုံမှန်ကလေးဘဝမဟုတ်ပဲ Jackson 5အဖွဲ့နဲ့အတူငယ်ကလေးက stage ပေါ်မှာအောင်မြင်မှုကြီးရလာပြီးမဲ့လေစီကံတင်ကျက်မှုတွေအဖေဖြစ်သူရဲ့ဖိအားပေးတင်ကြားမှုတွေကြောင့်ကစားချိန်ကျောင်းသားဘဝကိုပုံမှန်ကလေးဘဝလိုမခံစားခဲ့ရပဲချိန်လုံး performance တွေ training တွေနဲ့ပဲကြီးပြင်းလာခဲ့ရပါတယ်အဲ့ဒီကလေးဘဝအခြေအနေကြောင့် Michael အရွယ်ရောက်လာပြီးအချိန်မှာလဲလူကြီးတစ်ယောက်လိုအလုပ်လုပ်ရတဲ့ကလေးဘဝရဲ့အရေးတွေကဆက်ပြီးပါလာခဲ့ပြီးသူ့ရဲ့အပြုအမူအတန်နဲ့အမှုပညာခံစားမှုတွေမှာအမြဲတမ်းကလေးစိတ်နဲ့လူကြီးအောင်မြင်မှုနှစ်ခုကြားမှာနေခဲ့ရတယ်လို့ပြောခဲ့ပါတယ်နောက်ပိုင်းသူ့ရဲ့ interview တွေမှာလည်းကလေးဘဝကိုမရခဲ့တာကြောင့်ကလေးတွေအပေါ်အထူးချစ်ခင်မှုရှိပြီးသူ့အတွက်ကလေးတွေဟာစိတ်အပန်းဖြေရာပျော်ရွှင်မှုရတဲ့နေရာဖြစ်တယ်လို့ရှင်းပြခဲ့ပါတယ် Michael ရဲ့ reputation ကိုပြောင်းလဲစေခဲ့တဲ့အရာတစ်ခုရှိခဲ့ပါတယ်အဲ့ဒါကတော့ media headline တွေပါပဲနာမည်ကြီးလာတာနဲ့အမျှ rumor တွေလည်းပုံများလာခဲ့ပါတယ်တချို့သတင်း story တွေကအမှန်တရားတွေအပေါ်အခြေခံထားပေမဲ့တချို့တွေကတော့ attention ရဖို့တသက်လောက်ထားတယ်လို့ထင်မြင်ခဲ့ကြပါတယ်အချင်းကြလာတာနဲ့အမျှလူတွေက Michael ကို personally မသိပဲ media headline တွေကနေတဆင့်ဆုံးဖြတ်လာကြပါတယ်တချို့ကတော့အမှန်တရားတွေထက် attention နဲ့မုံတီးုံသက်သက် Michael ကိုတမင် judge လုပ်ခဲ့ကြပါတယ် Michael ဟာ music legend တယောက်ပဲမဟုတ်ပါဘူးသူကကမ္ဘာပေါ်မှာအကြီးဆုံးအလူရှင် charity donor တွေထဲကတယောက်လည်းဖြစ်ပါတယ်သူ့ career တစ်လျှောက်မှာကလေးစေးုံတွေဆင်းရဲတဲ့နိုင်ငံတွေတဘာဝဘေးဒုက္ခခံရတဲ့နေရာတွေကိုဒေါ်လာတန်းရာချီတန်တဲ့အလူအတန်းတွေပေးခဲ့ပါတယ်အထူးသဖြင့်သူထောင်ခဲ့တဲ့ Heal the World Foundation ကနေကလေးတွေကိုအစားအသောက်ဆေးဝါးကူညီမှုတွေပေးခဲ့ပါတယ်ဒါအပြင်ကိုမှတခြား private donation လုပ်တာတွေအများကြီးရှိပါသေးတယ်ဒါတွေမကပဲ Hurricane Katrina 9/11 လိုအရေးကြီးဖြစ်ရပ်တွေမှာလည်းသူကတိတ်တဆိတ်အကူအညီတွေပေးခဲ့ပါတယ် Michael ဟာအိပ်ပျော်ဖို့အတွက်ခွဲစိတ်ခန်းသုံးမိစေနဲ့ sedative လို့ခေါ်တဲ့စိတ်ငြိမ်စေးများသုံးခဲ့ရပါတယ်။သူ့ဘဝရဲ့နောက်ဆုံးနှစ်တွေမှာ insomnia လို့ခေါ်တဲ့ပြင်းထန်တဲ့အိပ်မပျော်တဲ့ယောဂကိုခံစားခဲ့ရပါတယ်။ဒီပေါ်မှာပရိသတ်တွေကိုအင်အားအပြည့်ဖြော်ပေးဖို့နဲ့ညအိပ်ပျော်နိုင်ဖို့အတွက် propofol လို့ခေါ်တဲ့ခွဲစိတ်ခန်းသုံးမိစေပြီးပင်ကိုဆရာဝန်ကြီးကြပ်မှုနဲ့သုံးဆွဲခဲ့ရပြီးဒါဟာနောက်ဆုံးမှာသူ့အသက်ကိုဆုံးရှုံးစေခဲ့တဲ့အကြောင်းရင်းဖြစ်လာခဲ့ပါတယ်
မိုက်ကယ်က2009ခုနှစ်ဇွန်လ25ရက်နေ့ Los Angeles ကသူ့အိမ်မှာအဲ့ဒီဆေးတွေကြောင့်ပဲတည်ဆုံခဲ့ရပါတယ်။တချို့ပြောတာကတော့သူကဆေး overdose မဟုတ်ပဲတစုံတစ်ယောက်က intentionally အနေနဲ့ပြုခဲ့တာလို့မှတ်ချက်ပေးကြပါတယ်။တချို့လူတွေကလည်း industry pressure တွေကြောင့်ဖြစ်နိုင်တယ်လို့တန်တရားရှိခဲ့ကြပါတယ်။ဒါပေမဲ့ official investigation အရသူ့ရဲ့ personal doctor ကဆေးတွေလိုတာထက်ပိုပေးမိခဲ့ပြီးအဲ့ဒီဆေးတွေအသုံးပြုမှုမမှန်ကန်တာကြောင့် fatal outcome ဖြစ်ပြီးဆုံးမသွားခဲ့ပါတယ်။နောက်ပိုင်းမှာတော့ဆရာဝန်ကို involuntary manslaughter အဖြစ်ပြည်ထောင်ချတရားစီရင်ခဲ့ပါတယ်။ဒါပေမဲ့မိုက်ကယ်က2009ခုနှစ်တည်ဆုံပြီးနောက်ပိုင်းမှာတော့သူ့ရဲ့ music legacy ကမပြောက်ကွယ်သွားပဲ။ This is it documentary နဲ့ Evan ကကမ္ဘာတစ်ဝန်းမှာအကြီးအကျယ်အောင်မြင်ခဲ့ပြီး trailer Billie Jean Beat It လို့တခြင်းတွေက streaming search နဲ့ chat တွေမှာပြန်လည်ထိတ်ဆုံတက်လာက Guinness World Record အရလည်းသူ့ကို music history ရဲ့အကြီးဆုံး pop icon တစ်ယောက်အဖြစ်ယနေ့ထိဆက်လက်အသိအမှတ်ပြုထားပြီးတည်ဆုံပြီးနောက်မှာတော့ Michael ရဲ့ influence ကတဆထက်တဆပိုပြီးကြီးထွားလာခဲ့ပါတယ်။အရင် April လထဲကမှ Michael လို့အမည်ရတဲ့သူ့ရဲ့ဘဝရုပ်ရှင်ဇာတ်ကားကြီးထွက်ရှိလာသေးပါတယ်။မိတ်ဆွေတို့ရောကြည့်ပြီးတော့ကြပြီလား comment ထဲမှာဝင်ရောက်ဆွေးနွေးကြနိုင်ပါတယ်။